ကျမငိုတဲ့အခါတိုင်းအပြာရောင်မျက်ရည်တွေကျလာတတ်တယ်။ဒါပေမဲ့ဒါဟာကောင်းကြီးတစ်ခုတော့မဟုတ်ပါဘူး။အပြာရောင်မျက်ရည်ကျတဲ့သူမှန်သမျှအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံရပြီးကျွန်အဖြစ်အတင်းအဓမ္မခိုင်းစေခြင်းခံရလို့ပါ။တနေ့မှာလူတစ်ယောက်ကကျမကိုကြီးလေးတဲ့ပြစ်မှုတစ်ခုကျူးလွန်တယ်လို့တန်တရားဝင်ပြီးထောင်ထဲထည့်လိုက်တယ်။အဆောင်တစ်ယောက်ကကျမကိုမျက်ရည်ထွက်စေတဲ့အမှုန့်တွေနဲ့ပတ်ပေမဲ့ကျမဘာတုံ့ပြန်မှုမှမပြခဲ့ဘူး။သူမမျှော်လင့်ထားတာကကျမရေထဲကိုတန်းကနေခုန်ချလိုက်တာပါပဲ။ကျမနောက်ကိုနောက်လျှောက်လိုက်ကြည့်နေတဲ့အဆောင်လဲလန့်သွားပြီးကျမကိုကယ်ဖို့ရေထဲခုန်ဆင်းတော့မဲ့အချိန်မှာပဲကျမကလိတ်တကောင်ကိုကင်ပြီးရေထဲကပြန်တက်လာခဲ့တယ်။ကျမအဲ့ဒီလိတ်ကိုဈေးထဲမှာဆိုင်ဖွင့်ပြီးရောင်းဖို့လုပ်နေတော့အဲ့ဒီလူရောက်လာတယ်။ကျမပိုက်ဆံတွေကိုသူသိမ်းသွားလို့ဒေါသထွက်နေတာကြောင့်သူ့စီကနေပတ်စံပြန်ရအောင်ကျမဆုံးဖြတ်လိုက်တယ်။စကားပြောကောင်းကောင်းနဲ့ပဲအဲ့ဒီလိတ်ကိုသူ့စီ$3တန်းနဲ့ဝယ်အောင်လှည့်ဖြားပြီးရောင်းလိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီပတ်စံနဲ့တင်မောတစည်းဝယ်စားတောက်ဆိုင်အဖြစ်ပြုပြင်ပြီးဆိုင်ဖွင့်ဖို့ပြင်ဆင်တော့တာပေါ့။ထုံးစံအတိုင်းဆိုင်ဖွင့်ပွဲမှာဆူတောင်းပေးဖို့တောက်ကျစ်ဆရာ Toys Priest တယောက်ကိုငှားလိုက်တယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကအဲ့ဒီဆရာကလည်းအပြာရောင်မျက်ရည်တွေကျနေတာပါပဲ။ဒါကိုမြင်တော့အဲ့ဒီလူကကျမအပေါ်ပိုပြီးတန်တရားဝင်လာတော့တယ်။သူကကျမကိုစောင့်ကြည့်ဖို့လူလွတ်ထားတဲ့အပြင်နေတိုင်းသူ့အိမ်ကိုလာပြီးတန်ရှင်းရေးလုပ်ဖို့အမိန့်ပေးခဲ့တယ်။တနေ့မှာတော့မိန်းကလေးတယောက်ကသူ့အိမ်ကိုမမျှော်လင့်ပဲရောက်လာတယ်။ဒါဟာသူ့ကိုတစ်ဖက်သက်ချစ်နေကြတဲ့ပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်လေးတွေသူ့ကိုဝိုင်းဝန်းအားပေးနေတဲ့မိန်းကလေးတွေကိုဒေါသထွက်စေခဲ့တာပေါ့။သူတို့တွေကျမအိမ်ကိုဝိုင်းပြီးတကားဝမှာပိတ်ဆို့ထားကြတယ်။သူဘလောက်တောင်လူချက်များလဲဆိုတာကိုမြင်တော့ကျမကောင်းထဲမှာငွေရှာဖို့အကြံကောင်းတစ်ခုရလာတယ်။ကျမကနောက်ပြီးသူ့ရဲ့ရုပ်တုတွေကိုပါအမှားအစားနဲ့အများကြီးလုပ်ခိုင်းလိုက်တယ်။ရောင်းချလိုက်တဲ့အခါမှာတော့သူ့ပရိသတ်တွေကချက်ချင်းကိုလူဝယ်ကြလို့ကျမပတ်စံတွေအများကြီးရလိုက်တယ်။အိမ်ပြန်ရောက်ပြီးပတ်စံတွေရေတွက်နေတော့မှပဲအဲ့ဒီလူရဲ့လူတွေကကျမခြံကိုဝိုင်းလိုက်ပြီးကျမရှာထားသမျှပတ်စံတွေကိုအကုန်သိမ်းသွားပြန်ရောနောက်နေ့မှာကျမသူ့အိမ်ကိုသွားပေမဲ့အဆောင်တွေကတကားဝမှာတားထားကြတယ်။ဘလောက်ပဲတောင်းပန်သူတို့ကပေးမဝင်ဘူး။နောက်ဆုံးတော့ကျမတတိုင်းပေါ်ကနေကြော်တက်ဖို့ကြိုးစားပေမဲ့တတိုင်းကအယမ်းမြင့်နေတယ်။အဲ့ဒီအချိန်မှာတတိုင်းမှာအပေါက်တစ်ခုရှိနေတာကိုတွေးလိုက်ရတဲ့အကြံတစ်ခုရပြီးအဲ့ဒီအပေါက်ထဲကနေတွားသွားပြီးဝင်ဖို့လှုပ်လိုက်တဲ့အချိန်မှာပဲတစ်ဖက်မှာ